တင်ကဒုံဝိုင်ကြီးရသဘောကျတဲ့သူတယောက်လားဒါမှမဟုတ် Chinese game ကောင်းတစ်ခဲကိုရှာနေတဲ့သူလားဒါဆိုရင် Numaster ကဒီနေ့မှာ Android ပေါ်အသစ်ဆက်ဆက်ထွက်ရှိလာမဲ့ Chinese game တစ်ခဲနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီ game ကတော့ Why Win Me ဆိုတဲ့ game ဖြစ်ပြီး2024ဒီဇင်ဘာလကတည်းက China မှာထွက်ရှိတဲ့ game ပါ Global version ကိုတော့ဒီနေ့ဖြစ်တဲ့2026နိုဝင်ဘာ14ရက်နေ့မှာ PC, PS5 အပြင် Android နဲ့ iOS မှာထွက်ရှိလာတော့မှာပါ Graphic အမိုက်စားနဲ့ Action Adventure Open World RPG game တစ်gameဖြစ်ပြီး player က Sword Master တယောက်နဲ့ကစားရမှာပါဖတ်တဲ့အကျန်းစာ quality အလန်းနေနဲ့ဒုံဝါတဲ့ရောက်သွားသလိုမျိုးခံစားစီမဲ့ game ပါ Chinese fighting style အလှလေးရဲ့အပြင် animation တွေရလည်းအရန်မိုက်တာမလို့ဒီလို game ကို Android မှာ free to play အနေနဲ့ဆော့တော့မှာဟာတော်တော်ယူရင်ကုန်တယ်ကောင်းပါတယ် Open World game ဖြစ်တာမလို့ဒီထက်အများကြီးကျယ်ပြန့်တဲ့အရာတွေ storyline တွေလည်းအများကြီးထပ်ပါလာအောင်ပါပါဒီ Huawei Mi ဆိုတဲ့ game ကိုမကြခင် Android player တွေအတွက် Play Store နဲ့အလွယ်တကူ download ရမှာဖြစ်ပြီးတော့အခြား platform တွေအတွက်လည်း website မျိုးစုံနဲ့ download ပြီးတော့ဆော့လို့ရတော့မှာပါ